ဟုတ်ပြီကြာဖေဖေနဲ့မေမေကိုရင်ခေါ်လိုက်မေရရတယ်ဒီကောင်လေးနဲ့ရင်ခေါ်လိုက်ဖေဖေပဲဝိုင်းတယ်ဖေဖေခေါ်လိုက်တာဖေဖေရေးတယ်နေကြည့်လိုက်ပါလေ တော့ဒေသရှင်ကိုနေလေးတော့ဒီနေ့တော့ကျွန်တော်